နော်ဒီကနေ့ဟောပြောပြီးမှာတော့တနင်္လာသားသမီးတွေရဲ့2026ခုကန်ချမာကန်ဆာတာဟော့စတန်လေးဖြစ်ပါတယ်အဓိကဟောပြောပြီးမှာကတော့စီးပွားရေးအတွက်ပဲဖြစ်ပါတယ်နော်ဒီတနင်္လာသားသမီးတွေက2025မှာပေါ့နော်တော်တော်လေးကိုကန်ချမာနဲ့ပတ်သက်ပြီးတော်တော်လေးရုန်းကန်ခဲ့ရတယ်ပေါ့နော်ကန်ကိုပုံချလို့တော့မရဘူးဆိုပေမဲ့ပေါ့နော်တော်တော်လေးရုန်းကန်ခဲ့ရတယ်စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်ပေါ့နော်ရှားမိသားစုရေးရာတွေပဲဖြစ်ဖြစ်ပေါ့နော်လုပ်ငန်းပိုင်းဆိုင်ရာတွေပညာရေးတွေနော်ကျန်းမာရေးတွေနဲ့ပတ်တော်တော်လေးအခက်အခဲပေါ့ခြုံငုံပြီးပြောရင်ပေါ့နော်အခက်အခဲတော်တော်ရောက်ခဲ့တယ်ပေါ့နော်အခုချိန်မှာ2026ဆိုတာစတင်ပြီဆိုတဲ့အတွက်ကြောင့်ဒီတနင်္လာသားသမီးတွေပေါ့နော်ပျော်ရွှင်လို့ရပြီလို့ဆရာပြောချင်တယ်နော်ဒီ2026ထဲမှာဒီ2025မှာကြုံခဲ့တဲ့မြအန်ဒီရီတွေအခက်အခဲတွေတိုက်ခိုက်တွေအနောက်ဆက်တွေကန်ဆိုးမှုတွေအားလုံးကိုလုံးဝကိုလက်လွတ်ပြီးတော့မှပေါ့နော်ကန်ကောင်းခြင်းတွေနဲ့ပဲစတင်နိုင်လိမ့်မယ်2026မှာပေါ့နော်အဓိကတော့စီးပွားရေးမှာပေါ့နော်တော်တော်လေးအားကောင်းထားတယ်အားပဲလုံးလို့ပေါ့နော်အဆင်ပြေနေနော်ကိုနည်းနည်းလုံးလဲများများရမယ်ပေါ့နော်အဲ့လိုအချိန်ကာလကြီးကိုကြော်ဖြတ်ရလိမ့်မယ်နော်တကယ်ကိုတိုးတက်မယ်သူများလုပ်ငန်းပဲလုပ်ပြီးဖြစ်စေကိုယ်တိုင်ကိုတနိုင်တပိုင်လုပ်ငန်းပဲလုပ်ပြီးဖြစ်စေပေါ့နော်စီးပွားရေးလုပ်ငန်းလုပ်တဲ့လူတွေပဲဖြစ်စေရောင်းကောင်းဝယ်ကောင်းပေါ့နော်အယောင်းဝယ်ကောင်းမယ်ဆက်ဆံရေးတွေအဆင်ပြေလာလိမ့်မယ်စီးပွားရေးပေါ့နော်အဲ့ဒါလေးဆရာအဓိကပြောချင်ပါတယ်နော်ဒီ2026ဆိုတဲ့နှစ်ကိုဆရာတို့ခွဲခြမ်းပြီးပြောရမယ်ဆိုရင်တနင်္လာသားသမီးတွေကအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့မှတော့နည်းနည်းအတိုက်ခိုက်လေးတွေတော့ဆရာမြင်ထားတယ်ပေါ့အိမ်အောင်ရေးမှာနော်အိမ်အောင်ရေးမှာဘယ်လိုဖြစ်နိုင်လဲဆိုတော့မိမိရဲ့အိမ်အောင်ဘက်နဲ့ပေါ့နော်အစင်မပြေတာမျိုးတွေစိတ်တဘောသားမတိုက်ဆိုင်တာခိတခဏယာယီဝေးကွာနေရတာပေါ့နော်ခွဲပြီးနေရတာမျိုးတွေကြုံတွေ့ရတတ်တယ်မလိုလားအပ်ပဲပေါ့နော်အိမ်အောင်နဲ့ပတ်သက်ပြီးရုံးနေကြတဲ့အထိရောင်းနိုင်တဲ့အခြေအနေရှိတဲ့အတွက်အိမ်အောင်ရေးကိုတော့ဆရာအဓိက view စိုက်စေခြင်းနဲ့အခြေရေးနဲ့ပတ်သက်လာရင်တော့ချစ်တူတစ်တွေရှာဖွေတွေ့ရှိလိမ့်မယ်တကယ်ကိုခံရတဲ့လက်တွဲဖို့တယောက်ကိုပေါ့နော်ရှာဖွေတွေ့ရှိမယ်ပေါ့အချစ်စစ်အချစ်မှန်နေပေါ့နော်အခြေရေးကံကလည်းကောင်းထားတယ်နော်တနင်္လာသားသမီးတွေပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျမ်းမာရေးရဥကောင်းနဲ့ပတ်သက်ပြီးတော့၎င်းပေါ့နော်အစာရင်နဲ့ပတ်သက်ပြီးတော့၎င်း view ဆက်ပြီးပါဒီနှစ်ခုလေးပဲဆရာကစုစိုက်စေခြင်းတယ်ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးထွေထွေထူးထူးကြီးကြီးမားမားပေါ့ကြုံရကိန်းတော့မရှိဘူးပေါ့နော်ခွဲစိတ်ကူတာရတာမျိုးပေါ့နော်စေယုံစေကမကြခဏတွားရတာမျိုးနာတာရှိဆွဲပြီးတော့မှကူတာရတာမျိုးတွေတော့မရှိနိုင်ဘူးပေါ့နော်ဟုတ်ပြီပညာရေးကံပညာရေးနဲ့ပြောရမယ်ဆိုရင်လည်းပညာကံမှာတော့ကောင်းတယ်အတက်ပညာပဲဖြစ်ဖြစ်လက်မှုပညာပဲလုံးလုပ်ငန်းပညာပဲလုံးတော့ဘယ်လိုပညာမျိုးမဆိုပေါ့နော်ဒီ2026ထဲမှာတော်တော်လေးတိုးတက်မယ်အောင်မြင်မယ်ဆိုတော့ဟာတကူဆရာပြောခြင်းတယ်ပေါ့နော်ပြီးရင်ဂျာဒူးတိုးတာလာစာတိုးတာအချိန်တိုးတွင်းနဲ့ခံရလိမ့်မယ်ဘယ်လုပ်ငန်းပဲမဆိုပေါ့နော်ရာဒူးတိုးမယ်လာစာတိုးမယ်ပြီးတော့ကိုဂုံတရင်ကြော်စောင်းမယ်ပေါ့ပြောရမယ်ဆိုရင်နော်ပညာရေးပဲဖြစ်စေဒီစီးပွားရေးပဲဖြစ်စေပေါ့နော်